Hello ဒီနေ့မှာတော့ကြက်ကကြက်ကြောကြဆွဲဆက်ဆက်လေးစားမှာဖြစ်ပါတယ်။ဆိုင်းနဲ့ဆက်လို့ပူလာတော့မှာဆိုတော့ royalty အေးလေးလေးယူလိုက်မယ်နော်။အေးအရင်များနေတော့လေဘယ်မှာဆက်လုံးတစ်ခုရထည့်တော့တယ်။မကြုံလေမန်းတစ်ခုလုံးပြည့်ပဲချက်ကြောက်တယ်လည်းဘယ်မှမကုန်နိုင်ဘူးသိကြတယ်။ကဲအဲ့ဆွဲစားလိုက်တော့မယ်နော်။စားရပါအောင်ရှင်။ဒါလည်းချက်ပထမဆုံးစားဘူးတာချက်ချောက်ဂျူးမြက်ကတော့စားဘူးနေကြတာတကယ်လို့ဂျူးမြက်မကြိုက်ရလို့ဆိုလို့ရှိရင်ဒီကြဆွဲနဲ့ဆိုအဆင်ပြေမယ်ထင်တယ်ဒါအချက်ချောက်မဟုတ်ဘူးဒါချက်ကြောဆိုအယိုးဖဲ့ကြမလို့တော့သူကလေမီကိုမိုင်းတိုက်တဲ့အရာတွေမျိုးရတယ်တော့အဲ့လိုကင်ထားတဲ့အရာတွေမျိုးကြီးပဲကြဆွဲရဟုတ်တယ်ဗျတက်ကြောလေးစားရလေစိမ်မယ်အဲ့ဆိုအယိုးဖဲ့ကြမလို့တော့ချင်းလိုက်ရတာလေးနည်းနည်းပါတယ်ဆက်တာဆက်တယ်မာချင်တယ်ဆိုလို့ရှိရင်လေTikTokကနေပြီးတော့ဒီချက်ပုံထောက်ပေးထားမယ်နော်အေးရမနန်းအင်းလို့ဆိုတာမလုပ်ရတယ်ဒီဗီဒီယိုလေးကတော့လောက်ပါပဲချက်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်